ခရီးသွားရင်ရွတ်ဖို့သိကောင်းတာဘေးဆိုဆိုင်ကယ်တို့ကားတို့အက်ဆီဒင့်ဖြစ်တာတို့အဲ့ဒီလိုဘေးဆိုဥပ္ပစ္စေတကကံများနဲ့ဘယ်တော့မှမကြုံရဘူးတဲ့ကဲဘုန်းကြီးတို့ပြည်သားလိုက်ဆိုပါအာထာနမေတံဘိက္ခဝေအနဝကာသောယံပရုပက္ကမေနတထာဂတံဇီဝိတာဝရောပေယအနုပက္ကမေနဘိက္ခဝေတထာဂတာပရိနိဗ္ဗာယန္တိအာထာနမေတံဘိက္ခဝေအနဝကာသောယံပရုပက္ကမေနတထာဂတံဇီဝိတာဝရောပေယအနုပက္ကမေနဘိက္ခဝေတထာဂတာပရိနိဗ္ဗာယန္တိအေးအဲ့ဒါဘုန်းကြီးတို့ပြည်သားပေါင်းတော်ကောင်းတို့အဲ့ဒီဂါထာဟာအနေရကင်းဂါထာခရီးသွားရင်ရွတ်ပေကဲဆိုကြည့်ပါအဲ့ဒါမြန်မာပြန်လေးမြတ်စွာဘုရားမြည်သူမြတ်လောဝတ္တမသေး